ရင်လူမျိုးဆင်းသက်လာပုံနဲ့ကရင်တိုင်းရင်းသားလူမျိုးအကြောင်းမွန်ဂိုလီယန်အရှေ့တောင်အာရှသို့ရွှေ့ပြောင်းမှုမြန်မာနိုင်ငံရှိတိုင်းရင်းသားလူမျိုးအများစုသည်မွန်ဂိုလီယန်လူမျိုးစုမှဆင်းသက်လာသည့်ဟူသောအဆိုရှိသည် BC 2000ခန့်မှစရင်ယနေ့တရုတ်နိုင်ငံတောင်ပိုင်းအရှေ့တောင်အာရှသို့လူအစုလိုက်အပြုံလိုက်ရွှေ့ပြောင်းလာမှုများရှိခဲ့ပြီးကရင်လူမျိုးများသည်လည်းထိုချိန်ကာလအတွင်းယနေ့မြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်လာခဲ့သည်ကရင်ဘာသာစကား၏တိကျဖြစ်တည်မှုမှာကရင်ဘာသာစကားအုပ်စုသည်တရုတ်တီဘတ်မိသားစုအတွင်းတွင်အတော်လေးစောစီးစွာခွဲထွက်သွားသောအုပ်စုဖြစ်သည်ကရင်လူမျိုးများ၏ဘိုးဘေများသည်မြန်မာနိုင်ငံအတွင်းသို့အလွန်စောစီးသောကာလတရေခေတ်တရာအစောပိုင်းကာလလွန်ခဲ့သောနှစ်ပေါင်း2000မှ3000ခန့်အတွင်းသို့ဝင်ရောက်လာခဲ့ကြခြင်းဖြစ်သည်တတို့၏ဘာသာစကားသည်တရုတ်တီဘတ်ဘာသာစကားမိသားစုဝင်ကရင်ဘာသာစကားအုပ်စုတွင်ပါဝင်ခဲ့သည်ကရင်လူမျိုးများကိုပောက်ကံသကောကရင်ကရင်နီစသဖြင့်ခွဲခြားထားပြီးယဉ်ကျေးမှုများအရပွဲပြားခြားနားမှုများရှိခဲ့သည်ကရင်တိုင်းရင်းသားမျိုးနွယ်စုသည်ယခုမြန်မာနိုင်ငံမဖြစ်တည်ကြတဲ့ကစောစီးစွာနေထိုင်ခဲ့သောလူမျိုးစုဖြစ်သည်ကရင်လူမျိုးများသည်မြန်မာနိုင်ငံအတွင်းတမိုင်းမတိုင်မီကာလကလေးကနေထိုင်ခဲ့သည်ဟုရှေးဟောင်းသုတေသနအထောက်အထားများအရလည်းဖော်ပြခဲ့ကြသည်နောက်ပိုင်းတွင်တိဘက်တို့ဗမာဘာသာစကားများနှင့်ယဉ်ကျေးမှုများ၏လွှမ်းမိုးခြင်းကိုခံခဲ့ရသည် AD 800ခန့်တွင်ဗကန်အင်ဘယာ၏မြင့်မားမှုကြီးထွားမှုစတင်ခဲ့သည်မြောက်ဘက်မှနယ်မြေတစ်များတိမ့်ပိုက်လာသောမင်းများပေါ်ပေါက်လာခဲ့သည်ဗကန်မီများသည်တောင်ဘက်သို့ချဲ့ထွန်လာခဲ့ကြသည်ကရင်ကျေးရွာများသည်ပထမဆုံးသောမြို့ပြများ၏အရေးအောက်သို့ရောက်ရှိလာခဲ့ကြသည်အချို့သည်မြန်မာပြည်များ၌တည်မြတ်အောင်ပြုလုပ်နေထိုင်ခဲ့ကြသည်အချို့သည်တောထဲသို့ထွက်ပြေးကာတိမ်းရှောင်သွားခဲ့ကြသည်ဒေသခံကရင်ကောင်းဆောင်စောထွန်းရောင်သည်သူ၏လူမျိုးအားသတိပေးခဲ့သည်ဤအခြေချနေထိုင်သူလူသစ်များသည်မတူညီသောဖျားများကိုကိုးကွယ်ကြသည်တတို့၏စာပေသည်ကျွန်ုပ်တို့၏နှုတ်ပြောတလေးကိုချိန်ချောက်နေခဲ့သည်သို့သောကျွန်ုပ်တို့သည်မြည်သည့်အစေခံမှမဟုတ်ခဲ့ပါကျွန်ုပ်တို့၏စိတ်နှလုံးထဲတွင်ကျွန်ုပ်တို့သည်လွတ်လပ်စေဖြစ်သည်နှစ်ပေါင်းများစွာကြာပြီးနောက် AD 1300 1800တွင်ကရင်လူမျိုးများသည်ပုံမိုကြီးမားသောအင်ဘယာများအကြားမှထပ်၍ဂျားညက်ခံရပြန်သည်မွန်ဘရင်သည်ကရင်လူမျိုးများစစ်တီကောင်းများအဖြစ်အသုံးပြုခဲ့ကြသည်ဗမာဘရင်များဘရင်တော်လက်ထက်တွင်ကရင်ဒေသများကိုသိမ်းပိုက်ခဲ့ပြီးအခွန်များကောက်ခံခဲ့ကြသည်ထိုင်းစီရင်စုများသည်လည်းအနောက်ဘက်တွင်ချင်းချောက်မှုများကိုပြုလုပ်ခဲ့ကြသည်19ရာစုဗြိတိရှကိုလိုနီခေတ်1885ခုနှစ်တွင်ဗြိတိရှတို့သည်ဗမာပြည်နိုင်ငံကိုသိမ်းပိုက်လိုက်သည်ဤဒီမှာကရင်လူမျိုးများ၏အဓိပ္ပာယ်သစ်များကိုယူဆောင်လာခဲ့သည်ခရစ်ယာန်သာသနာပြုသူများသည်တောတောင်ဒေသများသို့ရောက်ရှိလာခဲ့ကြသည်သူတို့သည်ကရင်ဘာသာစကားကိုရောမအက္ခရာဖြင့်ရေးသားနည်းသင်ကြားပေးခဲ့သည်ဤဒီမှာပြောင်းလဲမှုကြီးတစ်ခုဖြစ်ခဲ့သည်နှုတ်ပြောရိုးရဓလေ့ကိုစာပေအဖြစ်သို့ပြောင်းလဲသွားခဲ့သည်ကရင်လူငယ်စောဖုံးကြီးသည်သာသနာပြုကျောင်းတွင်ပညာသင်ယူနေစဉ်သူသည်စာအုပ်သစ်များကိုလေ့လာနေခဲ့သည်ဤအခရာများသည်ကျွန်ုပ်တို့၏စကားလုံးများကိုထာဝရတည်မြဲစေမည်ဟုသူကစဉ်းစားမိသွားသည်20ရာစုအစောပိုင်းကိုလိုနီခေတ်တွင်ဗြိတိရှတို့သည်ခွဲခြားအုပ်ချုပ်ရေးမူဝါဒကိုကျင့်သုံးခဲ့သည်ကရင်လူမျိုးများသည်ဗမာလူမျိုးများထက်ပိုမိုယုံကြည်စိတ်ချရသူများအဖြစ်မြင်ခဲ့ကြသည်ကရင်လူမျိုးများကိုအရာရှိများစစ်သားများအဖြစ်ခန့်အပ်ခဲ့ကြသည်ဤဒီမှာဗမာများနှင့်ကရင်များအကြားမယုံကြည်မှုကိုဗြိတိရှတို့သည်မျိုးစေ့ချပေးခဲ့သည်ကရင်ကောင်းဆောင်စောဘအုပ်ကောစောဘရွှေကြည်သည်လန်ဒန်သို့တွားရောက်ကကရင်လူမျိုးများ၏အခွင့်အရေးအတွက်တောင်းဆိုခဲ့သည်ကျွန်ုပ်တို့သည်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုရည်မှန်းထားသည်ဟုသူကကြွေးကြော်ခဲ့သည်1948လွတ်လပ်ရေးရပြီးပဋိပက္ခပေါင်းများစွာပေါ်ပေါက်ခဲ့သည်1948ခုနှစ်ဇန်နဝါရီလ4ရက်နေ့တွင်မြန်မာနိုင်ငံသည်လွတ်လပ်ရေးရရှိခဲ့သည်သို့သောကရင်လူမျိုးများသည်ဤဒီမှာဝမ်းနည်းစရာအချိန်စတင်ပေါ်ပေါက်လာခဲ့သည်ကရင်လူမျိုးများ၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးတောင်းဆိုမှုများကိုဗမာခေါင်းဆောင်များကလစ်လျူရှုခဲ့ကြသည်စောဘဦးခေါ်အမိရင်းမှာစောဘရွှေကြည်ဖြစ်သည်20ရာစုအစောပိုင်းကမြန်မာနိုင်ငံလွတ်လပ်ရေးမရခင်မြန်မာနိုင်ငံ၏လွတ်လပ်ရေးလှုပ်ရှားမှုတွင်အဓိကကျသောကရင်လူမျိုးခေါင်းဆောင်တဦးဖြစ်သည်စောဘဦးသည်1898ခုနှစ်မော်လမြိုင်မြို့တွင်မွေးဖွားခဲ့သည်ခရစ်ယာန်ဘာသာဝင်မိသားစုမှဆင်းသက်လာခဲ့သည်ရန်ကုန်တက္ကသိုလ်တွင်ပညာသင်ကြားခဲ့ပြီးဝိဇ္ဇာဘွဲ့ရရှိခဲ့သည်အင်္ဂလန်သို့တွားရောက်ကာလန်ဒန်စီးပွားရေးသိပ္ပံမှစီးပွားရေးပညာဘွဲ့ရရှိခဲ့သည်ဥရောပမှာပညာတော်သင်စီးပူးနေစဉ်မျိုးချစ်စိတ်များနှိုးကြားလာခဲ့သည်သူသည်ဗြိတိရှကိုလိုနီခေတ်တွင်ဗိုလ်ချုပ်အောင်ဆန်းနှင့်စောဘဦးတို့သည်
မြန်မာနိုင်ငံ၏လွတ်လပ်ရေးကြိုးပမ်းမှုကာလအတွင်းအတူတကွလက်တွဲဆောင်ရွက်ခဲ့သည့်မျိုးသားခေါင်းဆောင်များဖြစ်သည်စောဘဦးသည်ဗမာကွန်မြူနစ်ပါတီ BCB ထင်ရှားသောခေါင်းဆောင်တူဖြစ်သည်ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့်ဖက်စစ်တော်လှန်ရေးနှင့်လွတ်လပ်ရေးကြိုးပမ်းမှုများတွင်ပူးပေါင်းပါဝင်ခဲ့သည်အထူးသဖြင့်ဒုတိယကမ္ဘာစစ်တွင်ဖက်စစ်ဂျပန်တော်လှန်ရေးဖာစာပါလာခေါ်ဖက်စစ်စန့်ကျင်ရေးပြည်သူ့လွတ်မြောက်ရေးအဖွဲ့ချုပ်တွင်နှစ်ပါတီဝင်အဖြစ်တက်ကြွစွာပါဝင်ခဲ့ပြီးဗိုလ်ချုပ်အောင်ဆန်း၏ဗတ်ပေါင်းစုံမှခေါင်းဆောင်များနှင့်ပူးပေါင်းဆောင်ရွက်ခဲ့သည်သို့သော1946-48ခုနှစ်များတွင်ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သောတောင်သူလယ်သမားအစည်းအရုံး AAPA နှင့်ဗမာကွန်မြူနစ်ပါတီတို့လမ်းကြောင်းကွဲပြီးနောက်စောဘဦးသည်ကွန်မြူနစ်ပါတီလက်နက်ကင်တော်လှန်ရေးလမ်းစဉ်ကိုဆက်လက်ဦးဆောင်ခဲ့သည်ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရသည့်1948ခုနှစ်ထိနိုင်ငံရေးအရသဘောထားကွဲလွဲမှုများရှိခဲ့တော်လဲလွတ်လပ်ရေးအတွက်အခြေခံစတင်မှုများအတွက်နှစ်ဦးစလုံးပူးပေါင်းခဲ့ဖူးသည်မှာတမိုင်းဝင်ချက်တစ်ခုဖြစ်သည်လွတ်လပ်ရေးကြိုးပမ်းမှုကာလများတွင်ကရင်လူမျိုးများ၏အခွင့်အရေးအတွက်ကမ္ဘာအနှံ့အပြားကြိုးပမ်းခဲ့သူဖြစ်သည်1946ခုနှစ်တွင်ကရင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်းဆိုသည့်စာတမ်းများဖြင့်ဗြိတိရှဝန်ကြီးချုပ်ကာလီမန်အလီထံဓာတ်ရိုက်တင်ပြခဲ့သည်လက်ဒန်သို့တွားရောက်ကကရင်လူမျိုးများ၏အခြေအနေကိုကဘာသိအောင်စီယုံခဲ့သည်1946ခုနှစ်ဩဂုတ်လ20ရက်နေ့တွင်ဗြိတိရှဝန်ကြီးချုပ်ထံပေးပို့ခဲ့သောစာတွင်စောဘဦးကဤသို့ရေးသားခဲ့သည်ကရင်လူမျိုးများသည်ဗမာများနှင့်အတူတကွနေထိုင်လိုပါသည်သို့သောကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုယ်ပိုင်ရည်ကျင်းမှုနှင့်ကိုယ်ပိုင်ဘာသာစကားထိန်းသိမ်းခွင့်ရှိရမည်ကျွန်ုပ်တို့သည်ဗမာများ၏လောက်ခံမဖြစ်လိုပါဟုတင်ပြခဲ့သည်ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူတကွလွတ်လပ်ရေးအတွက်အတူဆောင်ရွက်ခဲ့တော်လဲကရင်လူမျိုးများ၏အခွင့်အရေးအတွက်တီးခြားတိုက်ပွဲဝင်ခဲ့ရပြန်သည်1948ခုနှစ်တွင်ကရင်လူမျိုးများ၏ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက်ကရင်မျိုးသားစည်းရုံး KNU ကိုစတင်တည်ထောင်ခြင်းမှာစောဘဦးသည်လည်းပါဝင်ခဲ့သည်ကရင်ပြည်နယ်ဖွဲ့စည်းပေးရန်တောင်းဆိုခဲ့သည်1948ခုနှစ်ပင်လုံညီလာခံတွင်ကရင်လူမျိုးများကိုကိုစားပြုခဲ့တော်လဲဗမာခေါင်းဆောင်များ၏ဆန္ဒကိုရင်ဆိုင်ခဲ့ရသည်ဗမာခေါင်းဆောင်များကကရင်ပြည်နယ်ကိုပေးရန်ဆန္ဒမရှိကြောင်းသိရှိခဲ့ရသည်1948ခုနှစ်မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ကရင်ပြည်နယ်မပေးအပ်ခဲ့ခြင်းကြောင့်ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNA ကိုဖွဲ့စည်းခဲ့ပြီးစောဘဦးသည်ဤတပ်ဖွဲ့၏နိုင်ငံရေးခေါင်းဆောင်အဖြစ်ဆောင်ရွက်ခဲ့သည်1950ခုနှစ်များတွင်ကရင်ပြည်နယ်လွတ်မြောက်ရေးအတွက်တိုက်ပွဲဝင်ခဲ့ရာပြည်တွင်းစစ်စတင်ခဲ့သည်1950ပြည်တွင်းစစ်သည်ကရင်ပြည်နယ်တစ်ခွင်လုံးကိုမီးဟုံတောက်လောင်ကျွမ်းစေခဲ့သည်ကြေးရွာများသည်စစ်မြေပြင်ဖြစ်လာခဲ့သည်လယ်သမားများသည်လည်းစစ်သားများဖြစ်လာခဲ့ကြသည်ကလေးများသည်ထိုင်းနယ်ဇက်ဘဲသို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်21ရာစု2012ခုနှစ်တွင်ကရင်မျိုးသားစီယုံKNU နှင့်မြန်မာအစိုးရတို့သည်ဂျားနေရေးစာချုပ်ကိုချုပ်ဆိုခဲ့ကြသည်မိခိုးများသည်တဖြည်းဖြည်းပြေးလေသွားခဲ့သည်သို့သောနာကျင်မှုများသည်နှဆိုင်စွာကြံနေခဲ့သည်ဒုက္ခသည်စခန်းများသည်အိမ်ပြန်ရန်အဆင်သင့်မဖြစ်သေးသူများနှင့်ပြည့်နှက်နေခဲ့သည်ကြေးရွာများကိုပြန်လည်တည်ဆောက်နေကြသည်စောဘဦးသည်ခေတ်သစ်ကရင်အမျိုးသားရေးလှုပ်ရှားမှုဖခင်ကြီးတူဖြစ်သည်ကရင်လူမျိုးများကိုနိုင်ငံရေးစီးရုံးနိုင်ခဲ့သည်ကရင်တိုင်းရင်းသားပြဿနာကိုကပ္ပကုလသမဂ္ဂအထိစင်ပွားသိရှိအောင်လှုပ်ဆောင်ခဲ့သည်ကရင်လူမျိုးများ၏ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက်အပြည်ပြည်ဆိုင်ရာထောက်ခံမှုကိုရရှိရန်ကြိုးပမ်းခဲ့သည်စောဘဦး၏ကြိုးပမ်းမှုများသည်မြန်မာနိုင်ငံ၏ပြည်ထောင်စုစနစ်တွင်တိုင်းရင်းသားအလုံး၏အခမ်းကဏ္ဍကိုအလေးပေးရန်စွမ်းဆောင်ခဲ့သည်ယနေ့ထိတိုင်ကရင်လူမျိုးများ၏နိုင်ငံရေးတောင်းဆိုချက်များအတွက်မူလအခြေခံဖြစ်နေစေဖြစ်သည်စောဘဦးသည်1950ခုနှစ်တွင်ကွယ်လွန်ခဲ့သည်သူ၏ကြိုးပမ်းမှုများသည်ကရင်လူမျိုးများအတွက်နှစ်ပေါင်း80ကျော်ကြာမြင့်သောလက်နက်ကင်တိုက်ပွဲများ၏အစဖြစ်ခဲ့သည်ယနေ့ခေတ်ကရင်လူငယ်များအတွက်မျိုးချစ်စိတ်ဓာတ်၏သင်္ကေတတစ်ခုဖြစ်နေစေဖြစ်သည်စောဘဦးသည်ကရင်လူမျိုးများအတွက်လွတ်လပ်ရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက်ကမ္ဘာအဆင့်တွင်အတန်ထုတ်ဖော်ခဲ့သောပထမဦးဆုံးသောခေါင်းဆောင်တစ်ယောက်ဖြစ်သည်သူ၏ကြိုးပမ်းမှုများသည်မြန်မာနိုင်ငံ၏လွတ်လပ်ရေးလှုပ်ရှားမှုတွင်တိုင်းရင်းသားအခွင့်အရေးကိစ္စကိုပထမဆုံးသောအကြိမ်အဓိကအခမ်းကဏ္ဍသို့ရောက်ရှိစေခဲ့သည်စောဘဦးခေါ်စောဘရွှေကြည်မိတ်ခွင်းကျွန်တော်တို့သည်ဗမာများကိုမုံလို့ခွဲထွက်ခြင်းမဟုတ်ကိုယ်ကံကြမ္မာကိုဖန်တီးပိုင်ခွင့်ရှိလိုခြင်းသာဖြစ်သည်ဟုသောစောဘဦး၏မိတ်ခွင်းသည်ယနေ့တိုင်ကရင်လူမျိုးများ၏နိုင်ငံရေးတောင်းဆိုချက်၏ဘော်ဟိုဖြစ်နေစေဖြစ်သည်ငါတို့လူမျိုးသည်မြစ်ဖျားကဲ့သို့ပင်တောင်များမှစတင်ခဲ့သည်ခက်ခဲကြမ်းတမ်းသောမြေမျက်နှာပြင်ကိုဖြတ်တန်းခဲ့ရသည်ကြောက်ဆောင်များကိုရှောင်ရှားခဲ့ရသည်သိ
သို့သောကျွန်ုပ်တို့၏ရေသည်ဆက်လက်စီးဆင်းနေသည်ဒီနေရာမှာပဲကျွန်ုပ်တင်ဆက်မှုကိုနှီးကုန်းချုပ်အပ်ပါတယ်မပြည့်စုံတဲ့သမိုင်းချက်လက်များရှိခဲ့ရင်လည်းခွင့်လွှတ်ပေးပါလို့တောင်းဆိုအပ်ပါတယ်ခင်ဗျာ